ဘွဲရတာတော့မှဘွဲနေ့တည်းမှာပမာချုပ်ကဘွဲပြီးတဲ့ခါမှာမောင်လို့မယ်လို့ဆိုပြီးတော့သူကဘွဲနေ့ရောညီတော့ဆိုတော့ပြုမှုတွေရှိရမယ်ဆိုတဲ့လူမျိုးတွေပါတယ်လေအဲ့တော့ professional ဆိုလို့ရှိရင်သူ professional မှာသူကအဲ့လိုပြောဆိုပြုမှုတွေကအစဆင်းဟိုအဖြစ်ဆရာမတွေလည်းနဲလာတယ်ဆရာဝန်ဆိုကိုမျိုးဆက်တွေလို့ဆိုလဲဒီ in service မှာရောနောက်ဒီ private sector မှာ professional အရေးအတွက်နဲလာတာနဲ့အများဝန်ထုတ်ဝန်ပိုးတွေများလာတယ်ကြံရစ်နေခဲ့တဲ့ဒီ professional တွေထဲမှာသူတို့ရဲ့ဝန်ထုတ်ဝန်ပိုးတွေကိုဒီထိုင်းရွက်ကြတဲ့အခါခုနဦးကျော်မြတ်ခိုင်ပြောသွားတဲ့ attitude ပေါ့စိတ်ရှည်နိုင်စွမ်းနေသိခနိုင်စွမ်းနေသူတို့ကတဖြည်းဖြည်းကျလာတဲ့အခါတချို့လည်းကိုယ့်အကိုပြန်ပြီးတိဆောက်ပြီးရုန်းကန်စူးစမ်းနေတဲ့အပြင်ကမီဒီယာလည်းအများကြီးရှိပါတယ်အဲ့ဒီထဲမှာတကယ်မီဒီယာကြီးလို့ပြောပြီးတော့တို့လည်းအကုန်သိတဲ့အကုန်တက်တဲ့လူတွေကိုယ်တိုင်ကဆိုတော့ဒီကျင့်ဝတ်တွေချိုးဖောက်ပြီးတော့လုပ်နေရလဲရှိသလိုအစ်စ်တွေကလည်းကျင့်ဝတ်နဲ့အတက်ပညာကိုနားမလည်ပဲလုပ်နေရတယ်ရှိတဲ့ခါကျတော့ဒါကြီးတစ်ခုလုံးကကျွန်တော်တို့တော်ဆိုးဆိုးကဆွဆုံကြရင်ပြောရမှာပဲဟုတ်ကဲ့လို့ပါခင်ဗျာကျွန်တော်တို့ Solution Exit Center ရဲ့စကားဝိုင်းစီစဉ်လေးရနေချူဆိုပါရယ်ဒီနေ့စကားဝိုင်းလေးရဲ့နာမည်ကတော့ Professionalism in Myanmar လို့ခေါ်ပါတယ်ခင်ဗျာဒီနေ့စကားဝိုင်းလေးမှာကျွန်တော်ဒေါက်တာမင်းဆက်သွေးရနေပြီးတော့မှမော်ဒယ်တာပြည့်ဆောင်သွားပြီးတော့မှဦးဆောင်ဆွေးနွေးနေတဲ့သူများကတော့ဦးသက်စင်ဦးကျော်လက်ခိုင်တော်ဝင်းမင်းတို့ဖြစ်ပါတယ်ခင်ဗျာဦးသက်စင်ဟာဆိုလို့ရှိရင်ဖြင့်2003ခုနှစ်ကနေပြီးတော့မှမြန်မာဒေသသတင်းစာနဲ့ထုတ်လုပ်ပြီးမှသတင်းမီဒီယာလောကဝင်ရောက်ဆောင်ရွက်ဖြစ်ပါတယ်2013ခုနှစ်ပါဂျနိခေတ်နိုင်ငံရေးနဲ့သမိုင်းရေးရာမဂ္ဂဇင်းကိုစတင်လာထုတ်ပြီးခဲ့ပါတယ်2020ခုနှစ်နောက်ပိုင်းမှာတော့ online media ကဏ္ဍမှာဆက်လက်ပြုလုပ်လျက်ရှိပါတယ်ခင်ဗျာဦးကျော်မြတ်ခိုင်ကတော့2008ခုနှစ်မှာယနေ့အထိပေါ့နော် technical vocational education ကဏ္ဍမှာ technical expert ဖြစ်ဆောင်ရွက်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်2023ကနေစပြီးတော့မှ engineer လောကမှာ professional engineer ဖြစ်ဆောင်ရွက်နေတဲ့ engineer တစ်ယောက်လည်းဖြစ်ပါတယ်2000ခုနှစ်က2008ခုနှစ်ကတော့မြန်မာနိုင်ငံလေကြောင်းနဲ့အာကာသပညာတက္ကသိုလ်မှာခတိခအဖြစ်နိုင်ငံတော်ထမ်းဆောင်ခဲ့မှုတဲ့သူလည်းဖြစ်ပါတယ်2023ကနေပြီးတော့2025ခုနှစ် NDF ပါတီမှာဖြတ်သိမ်းခြင်းအထိပေါ့လေNDF ပါတီရဲ့ဘောလုံးမှုဆောင်ကော်မတီဝင်ဖြစ်တာဝန်ထမ်းဆောင်နေတဲ့သူတယောက်လည်းဖြစ်ပါတယ်အဲ့တော့ဝင်းမင်းအေးကတော့ဖြင့်2004ခုနှစ်ကနေပြီးတော့မှယနေ့ဒီနှစ်ပေါင်း20ကျော်ပေါ့လေ local NGO international NGO ဆို UN agency မှာfield coordinator တာဝန်ကနေ national director အထိဆောင်ရွက်ခဲ့တဲ့သူတယောက်လည်းဖြစ်ပါတယ်အခုလက်ရှိအချိန်မှာလည်းပဲလူထုဖွံ့ဖြိုးရေးခန္ဓာတွေစာမရေးရာခန္ဓာတွေအလုပ်သမားရေးရာခန္ဓာတွေဖွဲ့စည်းဖွံ့ဖြိုးတိုးတက်ရေးခန္ဓာတွေမှာ freelance consultant ကျောင်းနေဖြစ်ဆောင်ရွက်နေကြတဲ့သူများလည်းဖြစ်ပါတယ်ဒီကျွန်တော်တို့ခန္ဓာအသီးသီးမှာတွေ့ကြုံရှိတဲ့သူတွေရတယ်ပြီးတော့မှဒီမှာကျွန်တော် professionalism in Myanmar ဆိုတဲ့အကြောင်းအရာကြီးကျွန်တော်စာရင်းဆွေးနွေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ပထမဆုံးနေကျင်တဲ့မိကွန်လေးရပါတော့ professionalism ဆိုတာဘာ professionalism ဘယ်လိုနားလဲဒီ professionalism ဆိုတာဘာဖြစ်လို့အရေးပါတဲ့စကားရတစ်ခုအတွေးခေါ်တစ်ခုပေါ့နော်ကိစ္စရတစ်ခုဖြစ်နေတာလို့ထင်ဒါဒီဟာလေးကိုဆရာဦးကျော်လက်ခိုင်စဖြစ်ပြီးမြတ်တဲ့ခါမှာဟုတ်ကဲ့ခင်ဗျာ professionalism လို့ပြောလို့ရှိရင် professional ဆိုတဲ့ဟာကြီးပြောပါတော့ professional ဆိုတာကပညာရှင်လို့ပြောတာပေါ့ပညာရှင်လို့ပြောပြီးဆိုလို့ရှိရင်တော့သူကလူများလေးစားနိုင်တဲ့သူ့မှာဂုဏ်သိက္ခာဂုဏ်သတ္တိတွေရှိရမှာเนาะအဲ့မှာလည်းသူကဘာဒီပါလာမယ်ဆိုတော့ရှိသူကလူများလေးစားမှုခံနိုင်တယ်ဆိုတော့ professional ဖြစ်လာဖို့အတွက်ကဘာဒီလိုလဲဆိုလို့ရှိရင်သူ့ရဲ့အလုပ်ကprofessional ကဥမာelectrical လည်းဖြစ်မယ် mechanical လည်း engineer လည်းဖြစ်မယ်နော်စီးဆရာဝန်လည်းဖြစ်မယ် media လည်းဖြစ်မယ်ကျန်တဲ့အလုပ်ကိုင် media အလုပ်ကိုင်ဆို professional ဖြစ်နေပြီအဲ့မဲ့သူ့အလုပ်မှာသူကဘာလို့လဲဆိုလို့ရှိရင်သူ့အလုပ်ကိုသူကကျွမ်းကျင်ရမယ်နံပါတ်1ကျွမ်းကျင်ရမယ်တာဝန်ခံနိုင်မှုရှိရမယ်စီကံနဲ့ဂုဏ်သိက္ခာရှိစွာနဲ့ပြုမှုနေထိုင်တယ်နော်လူများနဲ့အဲ့လိုပတ်သက်တာရှိနေအဲ့တော့သူ့မှာဗတ်တိကဘာရှိဖို့လိုလဲဆိုတော့ professional တယောက်အနေနဲ့ဆိုလို့ရှိရင်တော့သူကတာဝန်ယူဖို့ပေါ့ responsibility ရှိရ responsibility ရဲ့ accountability ပေါ့ဒါဒီရှိဖို့လိုသူလုပ်တဲ့အလုပ်ကိုသူကတာဝန်ခံနိုင်ရမယ်သူမှားသွားတယ်ဆိုတဲ့ဟာကိုသူကဝန်ခံရဲရမယ်တာဝန်ယူရဲရမယ်ပေါ့ဒါမျိုးရှိနောက်တစ်ခုကကျတော့သူ့မှာအချိန် time limit တွေရှိတယ်ပေါ့အချိန်တန်ဖိုးထားတာမျိုးသူလုပ်တဲ့အလုပ်မှာ time limitation နဲ့ဘာလုပ်မယ်ဒါမျိုးတွေ
သူလုံနိုင်မှုရှိရမယ်နောက်တစ်ခုသူကကျတော့သူ့ရဲ့ behavior သူ့ရဲ့အပြုအမူတွေကသူလောက်ကန်တဲ့အလောက်ကန်မှာသူရဲ့အပြုအမူက professional ဆန်ဖြစ်နေရမယ်ဥပမာအများကြီးပေါ့လေနော်သူကျွန်တော်ဘွဲရတာတော့မှဘွဲနေတဲ့ပြည်မှာအမကကျုပ်ကဘွဲပြီးတဲ့ခါမှာမောင်လို့မယ်လို့ဆိုပြီးတော့သူကဘွဲမြင့်ရော်ညီတော့ဆိုရက်ပြုမှုတွေရှိရမယ်ဆိုတဲ့လူမျိုးတွေပါတယ်လေအဲ့တော့ professional ဆိုလို့ရှိရင်သူ professional မှာသူကအဲ့လိုမျိုးပြောဆိုပြုမှုတွေကအစဆင်ပြေရတော့တော့ကျွမ်းကျင်မှုပေါ့ competence ပြ competency ကျွမ်းကျင်မှုလို့ပြောလိုက်လို့ရှိရင်ကျွမ်းကျင်နေဆိုတာ skill တစ်ခုတည်းလို့ထင်တယ်တကယ်တော့ knowledge skill attitude သုံးခုရှိရမယ်သူ့မှာသူ့ရဲ့ professional နဲ့ပတ်သက်ပြီးတော့ knowledge လေးပဲဖြစ်ရမယ်သူဘုဟုတုတ္တတွေများရမယ်ပြီးလို့ရှိရင် skill ဆိုတာကကျွမ်းကျင်ရမယ်ပေါ့သူကျွမ်းကျင်ရမယ်ပြီးလို့ရှိရင်သူ့ professional နဲ့ပတ်သက်ပြီးတော့သူက attitude ပေါ့ attitude ကောင်းရမယ် attitude ကောင်းမယ်ဆိုတဲ့နေရာမှာလည်းခုနလိုမျိုးဒုံလုံးလေးတွေလိုက်လာတာမျိုးတွေစီကံမှုတွေလိုက်လာတာမျိုးတွေအသစ်တွေလိုက်လာတာမျိုးတွေဒါတွေသူကတိုင်းနာနိုင်တဲ့လူဖြစ်ရမယ် attitude ကောင်းအောင်တချို့ကျတော့ကျွမ်းကျင်တယ်သိလဲသိတယ်ဒါပေမဲ့လုပ်ချင်ရလုပ်တယ်အဲ့ကြရင်သူက competence မဖြစ်တော့ဘူးပေါ့ဗျာဒါတွေရှိတယ်ပေါ့နောက်ပြီးတော့ဝိစားစင်ရင်မှုတွေရောပါရောအဲ့ဒါမျိုးတွေလုံနိုင်လာပြီဆိုလို့ရှိရင်တော့သူ့အတိုင်းဝိုင်းသူ့နဲ့ပတ်သက်တဲ့သူ့လုပ်ငန်းခွင်တွေသူ့နေရာတွေကတော့သူ့ကိုပညာရှင်တယောက်အနေနဲ့သူ့ကိုလေးစားလာမယ်လေးစားလာလို့ရှိရင်သူကတဖြည်းဖြည်းနဲ့အဲ့လိုလေးစားလာတဲ့ပြန်သူ့ကိုယ်သူလည်းပြန်ထိန်းတာနော်ပြန်ထိန်းလာတဲ့အခါကျတော့သူကအဲ့မှာ check and balance ပုံစံပြန်ဖြစ်လာနိုင်တယ်ပေါ့နော်ဒါ professional အဲ့ဒါမျိုးလုပ်နိုင်တဲ့လမ်းစဉ်မျိုးတွားနေပြီဆိုလို့ရှိရင်ဒါ professionalism တွေကိုတော့ဝင်နေတယ်ပေါ့ဝင်နိုင်တော့ဘယ်လုံးကန်မဆိုပေါ့နော် professional ဆိုအသက်ငွေဝမ်းကြောင်းဒီတိလောက်ကန်မဆိုလုပ်တယ်ဆိုလို့ရှိရင်ခုနအချက်တွေပါတယ်ဆိုလို့ရှိရင်တော့ဒါသူ့ကိုကျွန်တော် professionalism တို့professional ဖြစ်တယ်လို့အများကလက်ခံမယ်လို့ကျွန်တော်ဒါလိုပဲယူဆပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကျေးဇူးပါအဲ့တော့ဆရာဦးချမ်းခိုင်ပြောသွားတာကတော့ professionalism ကိုအဓိက၃ပိုင်းနဲ့ပြောသွားတယ်ပေါ့နော်ပထမကျွမ်း skill and competency လို့ခေါ်တဲ့ကျွမ်းကျင်မှုပိုင်းပေါ့လေဒုတိယကတော့responsibility and accountability ခေါ်တဲ့တာဝန်မှုတာဝန်ခံမှုပိုင်းနောက်တစ်ခုကတော့ attitude and ethics တော့ပြုမှုနေထိုင်ပုံတွေနဲ့ကျင့်ဝတ်သိက္ခာဆောင်သိမ်းပုံဒါတွေအကြောင်းနည်းနည်းလေးသိစိတ်ပြောသွားတယ်ဆိုတော့ကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်နောက်ထပ်မေးချင်တဲ့မေးခွန်းလေးရတယ်တော်တော်တိုင်းပြည်ပါပေါ့နော်ခန္ဓာတိတိအားလည်းသူရေးကြည့်ပါဆရာဝန်ဆိုတဲ့ဆရာဝန်ခန္ဓာလေးဘယ်လိုမှဆိုတဲ့ဘယ်လိုမှလေးရအဲ့ဒါလူခြေပြီးဖွဲ့ပြီးဆိုလို့လူခြေဖွဲ့စည်းအလျောက်ပေါ့လေဆက်တယ်လို့ရှိရင်နိုင်ငံမှာဆိုရင်မြို့ခန္ဓာတိတိရေးကြည့်ပါတယ်အဲ့လိုအရေးကြီးတဲ့ခန္ဓာတိတိမှာဘယ်ခန္ဓာကြီးရဲ့မှာ professionalism အားနည်းနေတယ်ဆိုတော့ဒီပညာရှင်ဆန်မှုခုနပြောခဲ့တဲ့ဘယ်ခန္ဓာတွေမှာခုနပြောခဲ့တဲ့စကားသုံးခုနဲ့ပဲချင်းချင်းစဉ်းစားတယ်မစဲတာကျွမ်းနေမှုပိုင်းနေရတာတောင်းရင်မှုတောင်းခံမှုပိုင်းနေပြုမှုဆောင်မှုနဲ့ကျင့်ဝတ်သက်ခါဆောင်မှုပိုင်းနေတီးတီးမှာချိန်ထိုးလိုက်ဘယ်ခန္ဓာတွေမှာ professionalism ဆန်အားနည်းနေတယ်ထင်တယ်ဘာကြောင့်အားနည်းနေလို့ထင်တယ်အဲ့ဒါစမတော်ဝင်းဝင်းရနေစပြီးမှာဆွေးနွေးပြပါဆိုတော့ဘယ်ကဏ္ဍတွေလို့ပြောမယ်ဆိုတော့ရေဘူးရပြောရင်ကဏ္ဍတိုင်းဒီပါမှာဒီ professionalism ကအားနည်းလာတယ်ပေါ့နော်ဆိုတော့ဘယ်လိုပြောရမလဲ professional လို့ပြောလို့ရှင်လူပေါ့လူဆိုတော့လူ professional တွေကလည်းနည်းလာတယ်ဥပမာအဖြစ်ဆရာမတွေလည်းနည်းလာတယ်ဆရာဝန်ဆိုကိုမျိုးဆက်တွေလို့ဆိုလည်းတကယ် in service မှာရောနောက်ဒီ private sector မှာ professional အရေးအတွက်နည်းလာတာနဲ့အများဝန်ထုတ်ဝန်ပိုးတွေများလာတယ်ကြံရစ်နေခဲ့တဲ့ဒီ professional တွေထဲမှာသူတို့ရဲ့ဝန်ထုတ်ဝန်ပိုးတွေကိုဒီထိုင်းရွက်ကြတဲ့အခါခုနဦးကျော်မြတ်ခိုင်ပြောသွားတဲ့ attitude ပေါ့စိတ်ရှည်နိုင်စွမ်းနေသီးခံနိုင်စွမ်းနေသူတို့ကတဖြည်းဖြည်းကျလာတဲ့အခါကျတော့ဒီဝန်ထုတ်ဝန်ပိုးထိုင်းရင်းနဲ့စိတ်မရှိလာတဲ့အခါမှာခုနကပြောတဲ့တာဝန်မှုတာဝန်ခံမှုပိုင်းကိုလည်းပြပြဝဝမလုံနိုင်တာမျိုးဆက်သွယ်ဆက်ဆံရေးပိုင်းပေါ့နော်ဆိုသက်ဆိုင်ရာကိုနဲ့စနီးနောနေရတဲ့လူတွေနဲ့ဆက်သွယ်ဆက်ဆံရေးပိုင်းမှာလည်းဒီအားနည်းလာတဲ့အခါကျတော့ပညာတတ်တယောက်အနေနဲ့ပညာတွေတက်မယ်ဆရာဝန်ပညာတွေအပြည့်အဝတက်မယ်ဒါပေမဲ့တကယ်တမ်း professionalism လို့ပြောတဲ့ပညာရှင်ဆန်မှုမှာတော့စိတ်မကုပေးနိုင်တော့ဘူးကွာဆိုတဲ့ဟာမျိုးခင်ဗျားတို့ဒီလောက်
ကြီးချက်ညားနေလို့ရှိရင်ဆိုတဲ့ဟာမျိုးကျမတို့တောက်လျှောက်ကြားနေရတယ်ပေါ့နော်ဆိုတော့nurse တွေကစိတ်မရှိဘူးလို့ဆရာဝန်တွေကဥပက္ခထားတယ်လို့ဆိုတဲ့ဟာမျိုးဒီ professionalism ဖြစ်သွားတယ်ဒါပေမဲ့အဲ့ဒါကိုကျမတို့ထဲထဲဝင်ပြောရင်ဒီ individual တယောက်ချင်းစီမှာပဲတာဝန်ရှိရမှာပေါ့ကျမတို့ external factors တွေကသူတို့ကိုဒီလိုဘယ်လိုတွန်းပို့သွားလဲပေါ့စောစောကပြောသလိုကျမတို့ပတ်ဝန်းကျင်ကလူတွေကဝန်ထုတ်ဝန်ပိုးမမျှတာအောင်နားမလဲရလဲဖြစ်နိုင်သလိုကျမတို့ကလိုအပ်တဲ့ facility တွေသူတို့လုပ်ငန်းခွင်မှာလိုအပ်တဲ့ facility တွေကိုလည်းလက်မိမရတဲ့အခါမှာလူတဘာဝအရာဒါ PR တွေခြားထဲမှာ professionalism တွေအားနည်းလာတာလဲဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ NGO လောကမှာဆိုရင်တော့ပြန်ပြောမယ်ဆိုလို့ရှိရင်အရင်တုန်းကဆိုရင် NGO တွေလည်းအများကြီးရှိခဲ့ကြတယ်ပွင့်လင်းတဲ့ခေတ်တစ်ခေတ်မှာဆိုလို့ရှိရင်အရေးအတွက်တွေလည်းများတယ်အဲ့လိုပဲ NGO sector မှာအလုပ်လုပ်နေတဲ့လူငယ်တွေပေါ့မျိုးဆက်တစ်တွေအတွက် capacity building training ဆိုတဲ့ informal education တွေကိုလည်းအများကြီးပေးနိုင်တယ်အဲ့ခါကျတော့စောစောတုန်းကဆရာဝန်တို့ engineer တို့ဆိုတာဒါသက်ဆိုင်ရာ ethical context တွေရှိတယ်အဲ့လိုပဲ social work မှာလည်း code of conduct တွေရှိရပေါ့နော်အဲ့ဒါတွေကိုသေချာ train ပေးနိုင်တယ်လေ့ကျင့်ပေးနိုင်တယ်ဘယ်လို knowledge တွေပြေဝရမယ်ဘယ်လိုမျိုး attitude တွေရှိရမယ်ဆိုတဲ့ဟာမျိုးသေသေချာချာလေ့ကျင့်ပေးနိုင်တယ်ဒါပေမဲ့အခုအချိန်မှာလေ့ကျင့်ပေးနိုင်တဲ့ capacity တွေလည်းနည်းလာတယ်လို့ resource ပေါ့နော်အထူးသဖြင့်ငွေရေးကြေးရေးပေါ့ NGO လောကဆိုပြင်ပဒုနာအရင်မြစ်ကိုမိခိုးရတာဆိုတဲ့အခါကျတော့ငွေရေးကြေးရေးတွေလည်းအားနည်းလာတယ်ပညာရှင်တွေကလည်းအကြောင်းမျိုးကြောင့်မလို့ရော့နေလာတဲ့အခါမှာမျိုးဆက်သစ်တွေကိုဒီလူမှုရေးကဏ္ဍအတွက်လက်ဆင့်ကမ်းနိုင်စွမ်းတွေလည်းနည်းလာတယ်ဆိုတော့လုံနေတဲ့လူတွေကလည်းရလူကိုဆွဲခန့်ကြရင်လည်းတကယ်လိုအပ်တဲ့ခုနဦးကျော်မြတ်ခိုင်ပြောတဲ့ knowledge ပေါ့ဥပမာလူထုဖွံ့ဖြိုးရေးနဲ့ပတ်သက်လာလို့ရှင် development concept လို့ပြောတဲ့လူထုဖွံ့ဖြိုးရေးဆိုတာဘာလဲဆိုတဲ့သဘောတရားတွေနားလည်ရမယ် project management လို့ခေါ်တဲ့စီမံကိန်းတွေကိုဘယ်လိုစီမံခန့်ခွဲမလဲဆိုတဲ့ဗဟုသုတတွေကျွမ်းကျင်မှုတွေရှိရမယ်အဲ့ဒီဟာတွေကိုတေချာအပြည့်အဝမဖြည့်နိုင်မယ်နဲ့ဆွဲခန့်ဟုတ်လားစားလည်းအများကြီးပြင်တော့ကလို့မပေးနိုင်ဘူးခွင့်ရလည်းအများကြီးမပေးနိုင်ဘူးဆိုတော့လုံနိုင်တဲ့လူတွေကလည်း capacity မပြည့်တဲ့လူတွေဖြစ်လာတဲ့အခါမှာဖြစ်သလိုလုပ်ရင်းနဲ့ professionalism ကဒီလောကမှာလည်းအားနည်းလာတယ်ဆိုတော့ကျန်တဲ့ sector တွေလည်းပြောမယ်ဆိုထုံနည်း၎င်းပါပဲဆိုတော့အဲ့ဒါဒီနှစ်ပိုင်းပေါ့စောစောအမှပြောသလို individual မှာလည်း knowledge တွေဦးကျော်မြတ်ခိုင်ပြောတဲ့ knowledge တွေ skills တွေမပြည့်ဝတာဖြစ်နိုင်တယ်လို့ကျမတို့ပတ်ဝန်းကျင်ကပေးတဲ့ဒီ environment ကပေးနေတဲ့political factors တော့၎င်း economics factors တော့၎င်းအဲ့ဒီပတ်ဝန်းကျင်က factors တွေကလည်းမျက်နှာသာမပေးတဲ့အတွက်ကြောင့်မလို့တဖြည်းဖြည်း professionalism ကအားနည်းလာတယ်လို့မြင်မိရပေါ့နော်ကျေးဇူးတင်ပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆမတော်ဝင်ပြီးဆမတော့ဒီ professionalism အားနည်းတဲ့ခန္ဓာတွေကတော့တက်တဲ့ခန္ဓာမျိုးပါပေါ့နော်ခန္ဓာသီးသီးမှာအားနည်းတယ်လို့ရေဦးရချုံသုံးသက်သွားတယ်အားနည်းတဲ့နေရာမှာအကြောင်းရင်းမှာလည်းပထမတစ်လုံးဆက်နေရတော့ရှိတဲ့အရေးတော့လေရှိတဲ့ professional နဲ့ယူရတဲ့ဝန်လုပ်ဝင်ကိုထပ်ဆောင်မဲ့တာဝန်ပေါ့နော်။ဆောင်းဆိုရင်လည်းဆောင်းနဲ့လူကြီးချုံမမျှတာဆက်သဖြင့်ပေါ့နော်။ဒါမျိုးတွေဝင်နေအားနဲ့မမျှတဲ့ဆောင်းကိုပြောသွားတယ်။ဒီပြဆက်နေတဲ့အရေးသွေးမြင့်တယ်မှုပိုင်းပေါ့နော်။ပြုတ်လို့မလုံနိုင်ဘူးနော်။မလုံနိုင်တဲ့အားနည်းချက်ကိုပြောသွားတယ်။နောက်တစ်ခုကတော့ဒီအရေးသွေးကနေလာတဲ့အခါမှာဖြစ်မနေဖြစ်ရတော့တဲ့အခါမှာတကယ်အရေးသွေးမပြည့်မီတဲ့သူတွေကိုမတော့နေလည်းပဲတုံးရတော့နော် second choice တွေ second best တွေကိုတုံးရတယ်ဘာလို့ standard ကိုမရောက်ဘဲနဲ့ second best တွေကိုတုံးရတဲ့အဲသဘောမျိုးလေးတွေပြောသွားတယ်နော်အဲ့တော့စက်သက်စင်နေနဲ့ဒါသမီးကလောကမှာတော်လေးပေါ့နော် internet media ရော online media ရောနှစ်ချက်တာလုပ်ခဲ့တဲ့သူတယောက်ဒီသမီး media ကဏ္ဍအနေနဲ့ဒီ professionalism ဘယ်လိုရှိလဲဘာကြောင့်လဲဒါလေးနည်းနည်းဆွေးနွေးပြလို့ရအောင်ဟုတ်ကျွန်တော်တို့သတင်းမီဒီယာကဏ္ဍနဲ့ပြောရရင်တော့ကျွန်တော်တို့သတင်းမီဒီယာကဏ္ဍဖွံ့ဖြိုးတဲ့လို့ပြောရမယ်အချိန်ကတော့2010ရာစပါတော့2010ရုပ်ောက်ပွဲပြီးတမန်သေးစင်ဆိုတော့တက်လာတဲ့အချိန်ကစပြီးတော့ကျွန်တော်တို့သတင်းမီဒီယာအဓိကအဟန့်အတားဖြစ်နေတဲ့ဒီကျွန်တော်စင်ဆာပေါ့နော်အဲစင်ဆာအကုန်လုံးဖြုတ်ပလိုက်တယ်အဲ့မှာကျွန်တော်တို့ဖွံ့ဖြိုးမှုအချိန်စပြီးတော့စတော့အဲ့အချိန်ကတော်တော်လေးအားကောင်းတယ်အဲ့နောက်ပိုင်းမှာလည်းနိုင်ငံတကာကပညာရှင်တွေဂျာနယ်လစ်နဲ့ပတ်သက်တဲ့ပညာရှင်တွေကအထက်မှာရှိတဲ့လူငယ်တွေအကုန်လုံးသူတို့ဒီမီဒီယာဟိုဒီဂျာနယ်လစ်နဲ့ပတ်သက်တဲ့ဒီ training လာပေးတယ်ကျွန်တော်နောက်ပြီးတော့လည်းပြည်တွင်းမှာလည်းမီဒီယာတွေအားကောင်းလာတယ်နောက်ပြီးတော့သတင်းစာတွေပေါ်ထွက်လာတယ်ကျွန်တော်တို့ခေတ်အဲ့2010မတိုင်ခင်ကသတင်းစာမရှိဘူးနောက်တစ်ခုကဂျာနယ်ရှိတယ်မဂ္ဂဇင်းရှိတယ်ပေါ့ဒါပေမဲ့အဲ့ဒါတွေကလည်းစင်ဆာအောက်မှာလောက်ရတယ်ဆိုတော့အခုကျတော့2010နောက်ပိုင်းကျတော့စင်ဆာမရှိတော့ဘူးသတင်းစာတွေထွက်လာတယ်အဲ့မှာအဲ့လောကအတွက်လူငယ်တွေကအများကြီးပေါ်ထွက်လာအဲ့လောကမှာကျွန်တော်မီဒီယာလောကမှာလူငယ်တွေကတော်တော်များများထွက်လာတယ်မယုံနိုင်တော့အောင်လူငယ်တွေအများကြီးပြက်လာတယ်သူတို့အတွက်လည်း training တွေအများကြီးလုပ်ပေးနိုင်တယ်အဓိကအဖြစ်နိုင်ငံခြားလာတဲ့
ပညာရှင်တွေကနေ basic writing ကစပြီးတော့ ethic တွေဘာတွေအကုန်လုံးကျွန်တော်တို့ advance တွေပါအကုန်ပေးနိုင်တော့အဲ့10စုနှစ်တစ်စုပေါ့နော်10စုနှစ်တစ်ခုမှာတော်တော်လေးမီဒီယာလောကဖွံ့ဖြိုးတိုးတက်လာတယ်လို့ပြောရမယ်အဲ့ဒီနောက်ပိုင်း2011နောက်ပိုင်းမှာတော့အချိန်ကြီးအကြောင်းကြောင့်ပြည်တွင်းမှာရှိနေတဲ့မီဒီယာတွေရောနောက် journalist တွေရောအကုန်လုံးကနေဆက်ကိုရောက်သွားတယ်နောက်ပြည်တွင်းမှာပြောရလို့ရှိရင်မီဒီယာရေလို့ပြောရလောက်မကြံခဲ့တော့ဖြစ်သွားတယ်ဟို3-4ခုလောက်ကလည်းမရှိတော့ဘူးကျွန်တော်တို့ဆိုရင်အရင်ကကျွန်တော်ကသတင်းမီဒီယာကိုကျွန်တော်ကမဂ္ဂဇင်းထုတ်တာပေါ့နော်မဂ္ဂဇင်းထုတ်တယ်မဂ္ဂဇင်းဆိုတာကတော့စောင်းပါးတွေနဲ့opinion စီထုတ်တော့သတင်းဂျာနယ်ကြတော့သတင်းဂျာနယ်ကအကြီးဖြစ်ခဲ့တယ်အရင်တော့အများကြီးဖြစ်ခဲ့အရင်ဖွံ့ဖြိုးခဲ့တဲ့ဟာကအခုဆိုမရှိတဲ့လောက်ဖြစ်သွားတယ်အထဲမှာဆို3-4ခုလောက်ပဲကြံခဲ့တယ်ပေါ့ကြံခဲ့တော့ဒါကဟိုအားနေသွားတယ်ဆိုတာတဲ့ပူပြီးတော့အချိန်ကြီးဆိုတဲ့အချိန်ကြီးရောက်သွားတယ်ပေါ့အဲ့ဒါကတော့ဖြစ်မနေပြန်ပြီးတော့လုံးမရမယ်ဘာကြောင့်လဲဆိုတော့တိုင်းပြည်တစ်ခုမှာမီဒီယာမရှိလို့ရှိရင် check and balance မရှိဘူးလို့ပြောရမှာပေါ့နော်အဲ့တော့အဲ့ဒါတော့ကျွန်တော်နိုင်ငံမှာမဖြစ်မနေရေးကြီးတယ်ပေါ့နော်နောက်တစ်ခုကတော့ပြည်တွင်းမှာမီဒီယာတွေမရှိဘူးဆိုတော့ပြည်ပမှာမီဒီယာတွေမရှိဘူးလားဆိုရင်ပြည်ပမှာမီဒီယာတွေရှိပါတယ်အများကြီးရှိတယ်နောက်အရင်တော့ထက်တော့မှပို့ပြီးတော့ဟိုများလာတယ်ကျေပြန့်လာတဲ့အခြေအနေလည်းတွေ့ရပါကြောင့်ဆိုတော့ online ဖြစ်သွားတယ် online ဖြစ်တဲ့အခါကျတော့ဘယ်သူမှဆို online page တစ်ခုဖောင်ပြီးတော့ media တစ်ခုလုပ်လို့ရတယ်အဲ့ဒီနေရာမှာကျတော့ဘာသွားပြီးတော့အရေးပါလဲဆိုတော့ဟို online page တစ်ခုထောင်ပြီးတော့ media လုပ်တယ်ဆိုပေမဲ့လည်းဒီစောစောပြောတဲ့ professionalism ပေါ့နော် professional မဖြစ်ဘူးလုပ်နေတဲ့လူတွေကဒီ media နဲ့ပတ်သက်ပြီး journalism နဲ့ပတ်သက်ပြီးဘာမှမတတ်ဘူးဘာ training မှလည်းမရှိဘူးသူကတခြား media ကရေးနေရအောင်ကြည့်ပြီးသူကလိုက်ရေးတာပဲရှိတယ်ဒီမှာအတတ်ပညာချုပ်တဲ့ပြောရင်အတတ်ပညာချုပ်တဲ့အတတ်ပညာချုပ်တဲ့အပြင်နောက်ပူဆိုးတာကတော့ဟိုကျင့်ဝတ်စံနှုန်းရလဲတော်တော်ဆိုးရွားဖြစ်တယ်အဲ့တော့မီဒီယာတွေအများကြီးဖြစ်လာတယ်အဲ့မီဒီယာတွေကပြည်မီစံမီဒီယာတွေမဟုတ်ခဲ့ဘူးနောက်ကျင့်ဝတ်စံနှုန်းရလဲဟိုမလိုက်နိုင်ဘူးမလိုက်နိုင်ဘူးဆိုတော့သိကိုမသိတာမသိတဲ့အခါကျတော့ဒါတော့အပြင်မှာအကုန်လုံးလို့ပြောတာမဟုတ်ဘူးနော်တချို့လဲဟိုကိုယ့်အကူပြန်ပြီးတိဆောက်ပြီးရုန်းကန်စူးစမ်းနေတဲ့အပြင်ကမီဒီယာလည်းအများကြီးရှိပါတယ်အဲ့ဒီထဲမှာမှတကယ်မီဒီယာကြီးလို့ပြောပြီးတော့သူတို့လည်းအကုန်သိတဲ့အကုန်တက်တဲ့လူတွေကိုယ်တိုင်ကဆိုတော့ဒီကျင့်ဝတ်တွေချိုးဖောက်ပြီးတော့လုပ်နေရလဲရှိသလိုအစ်စ်တွေကလည်းကျင့်ဝတ်နဲ့အတက်ပညာကိုနားမလည်ပဲလုပ်နေရတယ်ရှိတဲ့ခါကျတော့ဒါကြီးတစ်ခုလုံးကကျွန်တော်တို့တော်တော်ဆိုးဆိုးကချွတ်ချုံကြနေပြောရမှာပဲအားနေလို့တော့မဟုတ်ဘူးအဲ့ဒါကြီးကပြန်ပြီးတော့ကျွန်တော်တို့ဒီဆောက်ရမယ်မကြခင်ရှင်တို့မှမြန်မြန်ဆန်ဆန်ပြန်ဒီဆောက်ရလိမ့်မယ်နဲ့ဒီလိုလို့ဆိုရင်တော့အနာဂတ်လာလာတင်ခုံးတယ်